ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျန်ငယ်ဆော့နေကြတဲ့ဘာသာတွေအတွက်ပုံပုံကောင်းမွန်တဲ့ player တွေဖြစ်လာစေဖို့ရည်ရွယ်ပြီးတော့ဂျန်ငယ်မှာဘယ်လို fan ရမလဲဆိုတာနဲ့ game တွေ rotation တွေကို pro ကြဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါ့အပြင် enemy ဂျန်ငယ်လာကိုလူပေါင်းဝပြီးတော့ဘယ်လိုနှိမ်ဆော့ရမလဲဆိုတာကိုပါတေးသေးချက်လက်တွေနဲ့တကွရှင်းပြပေးတော့မှာဖြစ်ပါတယ်ဂျန်ငယ်တို့မှာဆော့ရင်ကျန်းနေတယ်ဆိုရင်တော့ enemy တစ်သိန်းလုံး white out ဖြစ်သွားပြီဆိုတာနဲ့ကြံရှိနေတဲ့တိုးအောင်တွေကိုအသေးအံသွားစားရမှာပဲဖြစ်ပါတယ်စားပါဂျန်ငယ်ရိုးဆိုတာတော့ပွဲစားပြီဆိုတာနဲ့အတင်းတစ်တင်းအနိုင်ရရှိအောင်လက်မနာတဲ့အလုပ်လုပ်အောင်ဆုံးဖြစ်ပြီးတော့တစ်ခါလောက်တည်း retreat လွဲပေါက်မိပြီဆိုတာနဲ့အတင်းသားတွေရဲ့ lead hyper ဆိုပြီးမြစ်တာပို့ခံရတဲ့ rodro ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ brother hyper ဆော့မယ်ဆိုရင်တော့အဲ့လို dan တွေကိုခံနိုင်ဖို့အရင်ဆုံးလေ့ကျင့်ထားတဲ့တယ်လို့ပဲကျွန်တော်ကတော့အကြံပေးချင်ပါတယ်ဂျန်ငယ်တို့မှာကျွန်တော်ညင်ဆော့နိုင်ဖို့ဆိုရင်အဲ့ဒီဂျန်ငယ်ထဲမှာရှိတဲ့တာတွေလော့ရပါဝင်ဂျန်ငယ် monster တွေအကြောင်းကိုနောကျင်နေအောင်တည်ထားဖို့လိုတယ်ဂျန်ငယ်ထဲမှာရှိတဲ့ rubber ကိုတတ်မယ်ဆိုတော့ဂိုး120ရရှိမှဖြစ်တဲ့ပြင်ဟောဒီအနီအောင်အမတ်သားလေးကိုပါရရှိမှဖြစ်ပါတယ်အဲ့ဒီအနီအောင်အမတ်သားလေးကဘယ်လိုလုပ်လို့လဲဆိုတော့သူ့ကိုတတ်ထားတဲ့သူကို physical နဲ့ magic penetration ပေးမှဖြစ်တဲ့ပြင်သူ့ရဲ့တိုက်ခိုက်မှုတိုင်းမှာလည်းအပို damage နဲ့ slow effect ပေးဦးမှဖြစ်ပါတယ်ဒါလည်းမကသေးပဲ rubber ကိုတက်ပြီးသွားတဲ့အချိန်မှာဆိုရင်သွေးတုံးလေး၃လုံးကပြုတ်ကျလာမှဖြစ်ပြီးတော့အဲ့ဒီသွေးတုံးလေးတွေကိုလိုက်ကောက်မယ်ဆိုရင်တော့သွေးနဲ့ mana နည်းငယ်ရရှိဦးမှဖြစ်ပါတယ်rubber ကတော့ပွဲကစားချိန်စက္ကန့်20မှာစတင်ထွက်လာမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးတော့စက္ကန့်90ကြာတိုင်းမှာပြန်ထွက်နေမှာဖြစ်ပါတယ်rubber ဘေးမှာရှိတဲ့ဒီကောင်လေးကတော့31စက္ကန့်မှာစထွက်မှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးတော့စက္ကန့်80ကြာတိုင်းမှာပြန်ထွက်နေမှာဖြစ်ပါတယ်သူ့ကိုတက်မယ်ဆိုရင်တော့ဂိုး81ကိုရရှိမှာဖြစ်တဲ့ပြင်သွေးနဲ့ mana အနှဲငယ်လည်းရရှိအောင်မှာဖြစ်ပါတယ်rubber ရဲ့ဒီဘက်မှာရှိနေတဲ့ဟော်ရီကောင်လေးကိုတက်မယ်ဆိုရင်တော့ဂိုး92ကိုရရှိမှာဖြစ်တဲ့ပြင်သွေးနဲ့ mana အနှဲငယ်လည်းရရှိအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်မှာထူးခြားချက်အနေနဲ့ပထမတစ်ကောင်ကိုတက်ပြီးရတဲ့သူ့ထက် USR ပိုသေးတဲ့အကောင်သေးလေးကထပ်ထွက်လာအောင်မှာဖြစ်ပါတယ်ဒီကောင်ကတော့ပွဲကစားချိန်39စက္ကန့်အရောက်မှာစတင်ထွက်ပေါ်လာမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးလို့စက္ကန့်80ကြာတိုင်းမှာပြန်ထွက်နေမှာဖြစ်ပါတယ်။လေတိုဝနာလို့ခေါ်တဲ့ဒီကောင်လေးကတော့48စက္ကန့်မှာစထွက်မှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးလို့10မိနစ်ကြာတိုင်းမှာပြန်ထွက်နေမှာဖြစ်ပါတယ်။သူ့ကိုတက်မယ်ဆိုရင်တော့ဂိုး90နှစ်ကိုရရှိမှာဖြစ်တဲ့ပြင် walking grab လို့ခေါ်တဲ့အရာလေးတစ်ခုပါရရှိအောင်မှာဖြစ်ပါတယ်။ walking grab ကတော့ကိုနောက်ကိုလိုက်နေမှာဖြစ်ပြီးတော့ mana နဲ့ movement speed ကိုစက်တိုက်ပြန်ဖြည့်ပေးနေမှာဖြစ်ပါတယ်။ဒါလည်းမကသေးပဲသူ့ကိုတက်ပြီးသွားတဲ့အချိန်မှာ stone roamer လို့ခေါ်တဲ့အရာတစ်ခုလေးကထပ်မံထွက်ပေါ်လာမှာဖြစ်ပြီးတော့ enemy ကသူ့ကိုမတက်ဘူးဆိုရင်45စက္ကန့်ကြာသူ့ရဲ့မြင်ကွင်းထဲကိုရောက်ရှိလာတဲ့ enemy မှန်သမျှကိုကျွန်တော်တို့ကမြင်ရအောင်မှာဖြစ်ပါတယ်။ blue back ကတော့ပွဲကစားချိန်စက္ကန့်20မှာစတင်ထွက်ပေါ်လာမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးလို့စက္ကန့်90ကြာတိုင်းမှာပြန်ထွက်နေမှာဖြစ်ပါတယ်။ဒါပေမဲ့ blue back ကတော့တခြားဘက်တွေနဲ့မတူဘဲနဲ့အကောင်တစ်ကောင်ရှိတယ်။အကောင်ကြီးကိုတက်ပြီးပြင်မဲ့လည်းအကောင်သေးလေးကိုမတက်ဘူးဆိုရင်တော့အကောင်ကြီးကပြန်ထွက်လာမှာမဟုတ်ပါဘူး။ blue back ကိုတက်မယ်ဆိုရင်တော့ဂိုး148ကိုရရှိမှဖြစ်တဲ့ပြင်ဟောဒီအပြောင် effect လေးကိုပါရရှိအောင်မှာဖြစ်ပါတယ်။အဲ့ဒီအပြောင် effect လေးကတော့တက်လိုက်တဲ့သူကိုကူတောင်း mana cost နဲ့ energy ကုန်ကျမှုကိုချော့ချပေးမှာဖြစ်ပါတယ်။ blue back ကိုတက်ပြီးသွားတဲ့အချိန်မှာတော့သွေးလုံးလေး၃လုံးပြုတ်ကျလာမှာဖြစ်ပြီးတော့အဲ့ဒီကောင်လေးကိုလိုက်ကောက်မယ်ဆိုရင်သွေးနဲ့ mana အနှဲငယ်ရရှိအောင်မှာဖြစ်ပါတယ်blue bay အနောက်မှာရှိနေတဲ့ဒီကောင်လေးကိုတက်လိုက်မယ်ဆိုရင်တော့ဂိုး90ကိုရရှိမှာဖြစ်တဲ့ပြင်သွေးနဲ့ mana အနှဲငယ်ရရှိအောင်မှာဖြစ်ပါတယ်ဒီကောင်လေးကတော့ပွဲသားချိန်စက္ကန့်40ကြာမှာစတင်ထွက်ပေါ်လာမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးတော့စက္ကန့်80ကြာတိုင်းမှာပြန်ထွက်နေမှာဖြစ်ပါတယ် EHP monster ကိုတက်မယ်ဆိုရင်တော့ EHP 80ရရှိမှာဖြစ်ပြီး Go monster ကိုတက်မယ်ဆိုရင်တော့ Go 80ရရှိမှာပဲဖြစ်ပါတယ်အားဒီဂိမ်းမှာအတင်းအတွက်အရေးကြီးတဲ့တာတယ်ကတော့ပွဲသားချိန်2မိနစ်အရောက်မှာစတင်ထွက်ပေါ်လာမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးလို့2မိနစ်ကြာတိုင်းမှာပြန်ထွက်နေမှာဖြစ်ပါတယ်ဒါမှမဟုတ်10မိနစ်နောက်ပိုင်းမှာတော့ပြန်ထွက်တော့မှာမဟုတ်ပါဘူးသူ့တက်မယ်ဆိုရင်တော့ဂိုး150နဲ့ EHP 100ရရှိမှာဖြစ်တဲ့ပြင်အတင်းသားအားလုံးရှိတစ်ခုကိုရရှိမှာဖြစ်ပါတယ်အဲ့ဒီရှိကိုရရှိပြီးလို့9စက္ကန့်အတွင်းမှာ damage မခံဘူးဆိုရင် physical attack နဲ့ magic power အပိုကိုရရှိအောင်မှာဖြစ်ပါတယ်လက်ဂိမ်းမှာအတင်းအတွက်ရေးပါတယ်လောကတော့ပွဲကစားချိန်10မိနစ်အရောက်မှာစတင်ထွက်ပေါ်လာမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးလို့3မိနစ်ကြာတိုင်းမှာပြန်ထွက်နေမှာဖြစ်ပါတယ်ဒီလောဟာပွဲချိန်12မိနစ်မှာ enemy tower ကိုပြေးရိုက်မဲ့လော့ဖြစ်ပြောင်းလဲတော့မှာဖြစ်ပြီးတော့18မိနစ်အရောက်မှာဆိုရင်တော့ပုံမစွမ်းအားကြီးရဲ့လော့ဖြစ်ပြောင်းလဲတော့မှာဖြစ်ပါတယ်သူ့အတက်မဲ့ဆိုရင်တော့နောက်ထွက်မဲ့ free weight မှာကိုယ့်ဘက်ကနေပါလာမှာဖြစ်ပြီးတော့ minion တွေရဲ့တိုက်ခိုက်နိုင်စွမ်းအားကိုလည်းတိုးမြင့်ပေးဦးမှာဖြစ်ပါတယ်။ Jungle hero တွေကိုတော့အများအဖြစ် utility hero, durable hero နဲ့ damage hero ဆိုပြီးတော့၃မျိုးခွဲခြားနိုင်ပါတယ်။ utility hero ဆိုတာကတော့ defense item တွေနဲ့ပဲဆွဲရတဲ့ Fadrin အကိုင်းနဲ့ Basha တို့လို hero တွေကိုပြောတာဖြစ်ပြီးတော့ durable hero ဆိုတာကတော့ damage item ရော defense item နဲ့ပါတွဲဆော့လို့ရတဲ့ Alpha, Baron နဲ့ Belmont တို့လို hero တွေကိုပြောတာဖြစ်ပါတယ်။ damage hero ဆိုတာကတော့ damage item နဲ့ပဲဆွဲရတဲ့ Lin, Hayabusa နဲ့ Lancelot တို့လို assassin hero တွေကိုပြောတာဖြစ်ပေမဲ့လည်း fighter main နဲ့ marksman တွေလည်းတစ်ခါတလေဆော့လို့ရှိကြပါတယ်။ utility hero တွေကတော့ EHP က damage hero ပစ်ထားပြီးတော့ Roma support ဖြစ်နေတဲ့အချိန်မှာပစ်တင်ပါတယ်။ durable hero တွေကိုတော့ EHP က damage hero ပစ်ထားပြီးတော့ Roma တက်ပစ်ထားတဲ့အခါမျိုးတွေမှာပစ်တင်ပါတယ်။ damage hero တွေကိုတော့ EHP က hybrid hero တွေပစ်ထားပြီးတော့ Roma တက်ပစ်ထားတဲ့အချိန်တွေမှာပစ်တင်ပါတယ်။အဓိကကတော့အသင်းမှာခေါင်းတိုးပြီးတော့ vision စစ်ပေးမဲ့သူလိုတာဖြစ်တဲ့အတွက် EHP နဲ့ Roma ရဲ့အခြေအနေကိုကြည့်ပြီးတော့ပစ်ဖို့အကြံပြုလိုပါတယ်။ Jungle ရဲ့အဓိက battle spell ဖြစ်တဲ့ retribution ကတော့ flame retribution, ice retribution နဲ့
Bloody Retribution ဆိုပြီးတော့သုံးမျိုးရှိပါတယ် Retribution တွေကတော့ Queen နဲ့ Minion တွေကို damage 150ရာခိုင်နှုန်းတိုးပေးမှာဖြစ်ပြီးတော့ Hero တွေကိုသုံးမယ်ဆိုရင်တော့ True damage 100ရာခိုင်နှုန်းထိမှာဖြစ်ပါတယ် Flame Retribution ကတော့ enemy စီကနေ physical နဲ့ magic power ကို4စက္ကန့်အတွင်းမှာ58ကနေ100အထိ level ပေါ်မှာမူတည်ပြီးတော့ခိုးယူသွားမှာဖြစ်ပါတယ် Ice Retribution ကတော့ enemy စီကနေ movement speed ကို4စက္ကန့်အတွင်းမှာ80ကနေ100အထိ level ပေါ်မှာမူတည်ပြီးတော့ခိုးယူသွားမှာဖြစ်ပါတယ် Bloody Retribution ကတော့ enemy စီကနေ4စက္ကန့်အတွင်းမှာသွေး250ကိုစုပ်ယူသွားမှာဖြစ်ပြီးတော့ကိုယ်တိုင်ကတော့20ရာခိုင်နှုန်းသွေးပြန်တက်မှာဖြစ်ပါတယ်ဒီလက်ရှိ Jungle Hero တွေထဲမှာ Meta ဝင်နေတဲ့ Hero တွေကတော့ Lin Hayabusa Soyu Alice နဲ့ Fanny တို့ပဲဖြစ်ပါတယ်ဒါပေမဲ့ brother အခုမှ Jungle ကိုစားဆော့မယ်ဆိုရင်တော့အကိုင်း Alpha Roger တို့လို Hero တွေနဲ့ပဲစားဆော့စေခြင်းနဲ့ဘာလို့လဲဆိုတော့အဲ့ Hero တွေကကန်ရလွယ်ပြီးတော့ damage လည်းထွက်တဲ့ပြင်တတရီလော့ယူတဲ့နေရာမှာလည်းအားသာရအတွက်ကိုJungle ဆော့တဲ့နေရာမှာယုံကြည်မှုပုံမရရှိလာစေဖို့ပဲဖြစ်ပါတယ်ဝက်ဆာဘီဆိုတာနဲ့ Red Bag ကိုအရင်စားမလား Blue Bag ကိုအရင်စားမလားဆိုပြီးတော့ရွေးချယ်စရာနှစ်ခုရှိတယ်ကိုကဆိုလိုဆိုရဲဆိုရင်တော့ဂိုးလင်းကအရေးကြီးတာဖြစ်တဲ့အတွက်ဂန်ကင်းလုပ်ဖို့ဂိုးလင်းဘက်ကိုဥတီပြီးတော့ဖမ်းစေချင်တယ်ဒါကြောင့်မလို့ဂိုးလင်းကအပေါ်မှာရှိတယ်ဆိုရင်တော့ Red Bag ကိုအရင်စားပြီးတော့အောက်လမ်းမှာရှိရဆိုရင်တော့ Blue Bag ကိုအရင်စားပါကိုကပါတီနဲ့ဆော့နေရဆိုရင်တော့လိန်3လင်းလို့မြကြည့်လိုက် EHB မှာ Hero Nature ရကိုအတင်းကနှိမ့်နေရဆိုရင်တော့ EHB လိန်ဘက်ကိုဂန်ဖို့အကြံပြုပြီးတော့ဂိုးလင်းမှာနှိမ့်နေရဆိုရင်တော့ဂိုးလင်းဘက်ကိုဦးစားပေးပြီးတော့ဂန်ဖို့အကြံပြုပါတယ်ကိုကအဲ့လိုဂန်ကင်းတွေတောက်လျှောက်လုပ်ပြရမှာဖြစ်တဲ့အတွက် Jungle မှာမနှိမ့်ဖို့ Hero Pit ထဲကနေပြီးတော့ enemy Jungler ထက်မတိုင်တော့မနှိမ့်အောင်ပစ်ထားဖို့လိုတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဂန်ကင်းတွေလုပ်ဖို့နေတတာကိုဘက်ကတော့နက်မှန်အောင်စားဖို့ရုန်းကန်ရလိမ့်မယ်နောက်တစ်ချက်ကတော့ပွဲဆက်စချင်းဘတ်စားတဲ့နေရာမှာ Retribution ကိုကြိုပေါက်တင်လားဒါမှမဟုတ်တီဂါနီးမှာပေါက်တင်လားဆိုတဲ့အချက်ကိုရှင်းပြပေးကြပါမယ်ကိုက enemy Jungler ထက် family မြန်ဖမ်းနေတဲ့အခါမျိုးတွေမှာ review ကိုကြိုပေါက်ပြီးတော့စားလေးရှိတယ်American လည်း enemy ထက် family မြန်နေဆိုပေမဲ့တစ်ခါလေးမှာ enemy တင်ကတန့်ထားမှု EHP က surprise ကြီးပေါ်လာပြီးတော့ဘက်ပေးလိုက်ရတဲ့အခြေအနေကြုံပြီးတော့ကြောင်မြောက်သွားတဲ့အခြေအနေမျိုးကို Jungle ဆော့နေကြတဲ့ brother တေချာပေါက်ကြုံမှုကြမယ်လို့ထင်တယ်ဒါကြောင့်မလို့အဲ့လိုမဖြစ်အောင်ဘယ်လိုစရမလဲဆိုတော့ enemy ဘက်မှာ Roma နဲ့ EHP ကိုတစ်ချက်ကြည့်လိုက် enemy တင်ရဲ့ Roma က early impact များတဲ့ချောင်း Franco Goro လို hero တွေပါလာတဲ့အပြင် EHP ကလည်း Benedetta ချောင်း Paquito တို့လိုမျိုး hero တွေပါလာတဲ့ဆိုတော့ Review ကိုကြုံမပေါက်နဲ့တေဂါနီးမပေါက် enemy တင်ကအဲ့လိုကောင်တွေပါလာပေမဲ့လည်းကိုတင်က mate တက် EHP ဒါမှမဟုတ် goal ရကိုဝိုင်းကူနေရဆိုတော့ Review ကိုကြိုးပေါက်လိုက်လို့ရတယ်ဘာလို့လဲဆိုတော့ကိုရဲ့စပယ်ပါဝင်ကိုတင်းသားတွေဝိုင်းပေးတဲ့စပယ်နဲ့အတူ retriever ပေါင်းလိုက်မယ်ဆိုရင်တော့ဟိုကောင်မြောက်ခင်ဒီဘက်ကတေကိုသေးတယ်အကယ်ဟိုကောင်က flicker တွေပါပေးပြီးတော့လူသွားရဆိုရင်လည်းကိစ္စမရှိဘူးအကောင်ပြန်ကြီးလိုက်လို့ရတယ်အဲ့ဒါမှမသိဘူးဆိုရင်တော့ဂိမ်းသာဖြတ်လိုက်တော့နောက်တစ်ချက်ကတော့ hyper player တွေအတွက်အရေးကြီးတဲ့ level 4 တိုင်မင်ရအောင်ဘယ်လိုဖမ်းရမလဲဆိုတော့ပြောပြပေးမယ်ကိုက red bag ကိုအရင်စားရပဲဆိုကြပါစို့များသောအားဖြင့် player တွေက red bag ကိုစားပြီးရင် blue bag ကိုတန်းသွားတတ်ကြတယ်ပြီးရင်တော့ walking back ရှင်းရင်စားမယ်မရှိရင်တော့ဒီနောက်ကဟာလေးကိုစားမယ်ပြီးရင်တော့ဒီကောင်လေးကိုစားမယ်ဒါဆိုရင် level 4 ရပြီအဲ့လို fan တာကလည်း man နေဆိုပေမဲ့တကယ်တမ်းလက်တွေ့မှာတော့အဲ့လောက်ကြီးမရိုးရှင်းနေဘူးဘာဖြစ်လို့လဲဆိုတော့ red bag ကိုစားပြီးရင် blue bag ပြီးရင် walking back ရှိတယ်ပဲဆိုကြပါစို့ကိုကလွယ်လွယ်နဲ့မရဘူးလူအောင်ပါအဲ့မှာရခဲ့ရင်တော့ဒီကောင်လေးကိုစားပြီးရင်ဒီခွေလေးကိုစားပြီးမှ level 4 ကရမှာဒါတောင်ဒီကောင်က EHP crit ဖြစ်နေဦးမှာမဟုတ်ဘဲနဲ့ go crit ဖြစ်နေရဆိုရင်မရသေးဘူး EHP ဖြစ်ခဲ့ရင်တော့ကိုဘက်က fighter အကောင်လေးကိုမစားထားမှရမှာစားထားရဆိုရင်တော့သွားပြီဒီညမှာ brother တို့ကျွန်တော်တခုပြောစရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ level 4ကိုဒီဘက်မှာမရလဲဒီ channel ရဲ့ back တွေကိုစားပြီးတော့ယူမှာပေါ့ဆိုပြီးတော့ပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့ enemy jungle က red back ကိုအရင်စားပြီးတော့စားတတ်တဲ့ကောင်ဆိုရင် app back တွေကပါသွားတော့ပြီအကယ်အကောင်မစားဘူးဆိုရင်တော့ကိုဘက်က match man ဒါမှမဟုတ်မိရစားပြီးတော့လောက်ပြီအဲ့ဒါဆိုရင်တော့ brother ganging လုပ်လို့မရတဲ့ပြင်ကိုဘက်ကိုတောင်စားဖို့ရုန်းကန်ရတဲ့ဘောကိုရောက်သွားလိမ့်မယ်ဒါကြောင့်မလို့အဲ့လိုမဖြစ်အောင်ကျွန်တော်အခုပြောတဲ့အတိုင်းဖန်စီခြင်းနဲ့ကျွန်တော်အခုပြောပြမယ့် family pattern က walking back နဲ့ EHB ခွေမရဘူးဆိုရင်တော့မှ level 4ကိုရမှာပဲဖြစ်ပါတယ်ကိုက red back ကိုစားမယ်ဆိုရင်တော့ပြီးရင်ဒီကောင်လေးကိုစားပြီးရင်တော့ walking back ရရင်စားမရရင်လည်းကိစ္စမရှိဘူး blue back ကိုစားပြီးရင်တော့ဒီ blue back နောက်ကဒီကောင်လေးကိုစားပြီးရင်တော့ဒီကောင်လေးကိုစားဒါဆိုရင် level 4ကျော်နေကိုက walking back ကိုလည်းရထားတယ်ဒီကောင်လေးကိုလည်းစားပြီးပြီဆိုလို့ရှိရင်တော့ level 4ကရနေတော့ပြီwalking back ကိုမရခဲ့ရင်လည်းကိစ္စမရှိဘူးဒီကောင်လေးကိုစားပြီးရတယ် EHP ခွေကို fighter စားသွားရဆိုရင်တော့မှခဏလောက်စောင့်လိုက်တာနဲ့ level 4ကိုရပြီကိုက blue back ကိုစားရဆိုရင်တော့ပြီးရင်ဒီကောင်လေးကိုစားပြီးရင်တော့ red back ကိုစားပြီးတော့လို့ရှိရင် red back ရဲ့ hori back ကဒီကောင်လေးကိုစား walking back ကိုမရခဲ့ဘူးဆိုရင်တော့မှဒီကောင်လေးကိုစားပြီးလို့ခဏလောက်နေလို့ရှိရင် level 4ကိုရနေပြီ walking back ကိုရခဲ့တယ်ဆိုရင်တော့ဒီကောင်လေးကိုစားပြီးရတယ် level 4ကရသွားပြီကိုကလည်း jungle ဆော့လာတာကြာပြီ enemy jungle လာထက်လည်းတာရင်နေဆိုရင်တော့လူပေါင်းဝပြီး fan လို့ရတဲ့ pattern တစ်ခုရှိတယ်အဲ့ဒါတော့ red back ကိုစားရဲဆိုရင်ပြီးရင်ဒီကောင်လေးကိုစားပြီးရင် blue back ပြီးရင်တော့ enemy jungle တွေကဒီကောင်လေးကိုသွားစားပြီးမှ EHB ဒါမှမဟုတ် Goku ကိုစားပြီးရင်တော့ဒီ channel ရဲ့ကောင်လေးကိုစားလိုက်အောင်မယ်ကိုက red back ကိုမစားဘဲနဲ့ blue back ကိုစားရဲဆိုရင်တော့ blue back စားပြီးရနဲ့ဒီကောင်လေးကိုစားပြီးလို့ရှိရင် red back
Rebel V နဲ့ enemy jungle ဘက်ကိုတစ်ချက်သွားပြီးတော့ဒီကောင်လေးကိုသွားစားပြီးမှဒီ EHP ဒါမှမဟုတ် Goku ကိုစားနောက်ဆုံးမှာတော့ဒီ channel ရဲ့ခွေလေးကို AC လေးစားလိုက်ရုံပါပဲနောက်တစ်ချက်ကတော့ Hyper player ကောင်းကောင်းဆိုတော့စမ်းတက်မဲ့ပထမစာမှုပဲဖြစ်တဲ့တာတဲ့ပဲဒီဘက်ထဲမှာကျွန်တော်တို့ကဒီဘက်ထဲမတိုင်ခင်မှာကျွန်တော်တို့က level 4ကိုကျူရနေတာဖြစ်တဲ့အတွက်တာတဲ့ပဲထဲမှာအသာရဖို့အများကြီးလှုပ်ထားလို့ရတယ်ကိုက goal line ဘက်ကို UTP fan နေဆိုရင်တော့ enemy matchman ကိုကန်လို့ရရင်ကန်လို့မရရင်တာတဲ့ပိုကနေ15စက္ကန့်လောက်အလိုမှာပေါ်လာတဲ့ DEC ကြောင်းတိုင်းလိုက်ပြီးတော့ battle ဆိုင်လိုက်ရုံပဲကိုက EHP lane ဘက်ကို UTP fan နေဆိုရင်တော့ level 4ရနဲ့တာတဲ့ battle ကိုလာနိုင်တဲ့ enemy EHP ကိုကေးလို့ရရင်ကေးလို့မရရင်တော့သူ့ရောက်လောက်ဆိုဟိုကောင်ကလည်းစာဆောက်ရန်တက်နေရဆိုရင်တော့မိမရှိရဲ့မိကိုတွေးသွားချော့အဲ့လိုတွေတွေးချော့ထားမယ်ဆိုရင်တော့တာတဲကိုရဖို့80ရာခိုင်နှုန်းလောက်ကတော့တည်ကြတယ်ဒီခါလေးမှာကိုကဂိုးလေးကိုတွားကန်ပြီးတော့အဲ့မှာဘက်တလီနည်းနည်းကြာသွားရဆိုရင်တော့တာတဲဘက်ကိုနောက်ကျသွားရတယ်အဲ့လိုအခါမျိုးတွေမှာကျွန်တော်တို့အနေနဲ့တာတဲဘက်ကိုမသွားဘဲနဲ့ enemy ရဲ့ red back ဒါမှမဟုတ် blue back ကိုစားပြီးတော့ trade လုပ်လဲရတယ် enemy တင်းကတာတဲဘက်တွေမှာဆောင်းရန် strong နေရဆိုရင်တော့ခေါင်းမှာပြီးတော့အဲ့တာတဲတွေကိုလူနေမယ်စားဂိုးလေးကိုကန်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ် enemy jungle ကိုစားတာမျိုးပဲဖြစ်ဖြစ်လုပ်ပြီးတော့ဆော့လို့ရပါသေးတယ်နောက်တစ်ခုက jungle ဆော့မယ်ဆိုလို့ရှိရင်9မိနစ်မပြည့်မချင်းလိမ့်မော်ခရီကိုလုံးဝမရှင်းပါနဲ့အဲ့လိုရှင်းတာကိုယ့်အတွက်လည်းအကျိုးမရှိသလိုကိုယ့်အတင်းက player တွေကိုကနှိမ့်စေပါတယ်ဒါကြောင့်မလို့လုံးဝမလုပ်ပါနဲ့ပြီးရင်တော့ retribution ကို enemy ထက်တောင်ဘယ်လိုပေါက်အောင်လဲဆိုတော့ပြောပြပေးမယ် retribution ရဲ့ damage ကတော့ jungle player တွေရဲ့ level မှာမူတည်ပြီးတော့တက်ရောက်မှုရှိတယ် video ဒီတိုင်းမြန်မာလူကြီး UO တန်ပေါက်နေမဲ့အစား skill တွေနဲ့တွဲသုံးပြီးတော့ပေါက်တက်အောင်ကျင့်ထားဖို့လိုတယ်ဥပမာကိုက Lancelot ကင်ထားတယ်ဆိုရင် skill 2 retreat Fadrin ကင်ထားတယ်ဆိုလို့ရှိရင်တော့ skill 1 retreat နဲ့တွဲပေါက်လို့ရသလို ultimate retreat နဲ့တွဲပေါက်လို့လည်းရတယ်ကိုကင်ထားတဲ့ hero ကဘယ် hero နဲ့ပဲဖြစ်ဖြစ် hero တိုင်းမှာအဲ့လို skill နဲ့တွဲသုံးပြီးတော့ပေါက်လို့ရတာမလို့အဲ့လိုပေါက်နိုင်အောင် train ထားပါကိုမှတွဲသုံးဖို့ spare မရှိတော့တဲ့ရှင်နေမျိုးတွေမှာ enemy ရဲ့ spare တွေကိုတွက်ပြီးတော့ပေါက်လို့လည်းရတယ်ဥပမာ Lancelot နဲ့အကိုင်းဆိုကြပါစို့ဒီနှစ်ကောင်မှာဆိုရင်နှစ်ကောင်လုံးက balance ဖြစ်တယ်လို့ပြောလို့ရတယ်ကိုမှ spare ရှိနေရင်တော့ spare နဲ့ retreat ကိုတွဲသုံးလိုက်ရင်တေချာပေါက်ရတယ်ဆိုပေမဲ့ spare မရှိတဲ့အခါမျိုးတွေမှာဆိုရင်ဒီကောင်က skill 2နဲ့ retreat တွဲသုံးမှာဆိုတော့ဒီကောင် skill 2သုံးလိုက်တာနဲ့ကိုက retreat ကိုချိန်ပေါက်လိုက်ရုံပဲအဲ့ဒီမှာကိုက Lancelot မဟုတ်ဘဲနဲ့ hero nature နှိမ့်တဲ့ကောင်တွေဆိုရင်လည်းကို spare နဲ့သူ့ spare ရဲ့ damage ကိုတွက်ပြီးတော့ပေါက်လို့လည်းရတယ်နောက်တစ်ချက်က gang game တွေဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးမယ် gang game တွေကောင်းကောင်းလုပ်နိုင်ဖို့ဆိုရင်ဘာသာအနေနဲ့ map ကိုထောက်လျှောက်ကြည့်နေဖို့လိုတယ်ဒါကြောင့်မလို့ best အနေနဲ့ map ကိုကြည့်နေအောင်လဲလေ့ကျင့်ထားဖို့လိုတယ်ကိုအသင်းမှာဘယ် lane က fail နေရလဲဆိုတော့ကြည့်ပြီးတော့ like ကန်ပေးဖို့လိုတယ်တခါလေမှာကိုအသင်းမှာကောင်းတဲ့ player လေးပါလာပြီဆိုရင်တော့သူတို့ lane တွေကိုနှိမ်ဆော့ထားနိုင်ရဆိုလို့ရှိရင်ကိုက enemy jungle တွေကိုဝင်ပြီးတော့ဟိုဘက်က hyper ကို like ကန်ပေးလို့လည်းရတယ် map မှာ enemy ကကောင်းနေပျောက်နေရဆိုရင်တော့ဘက်တွေမစားရင်ခြုံစစ်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ enemy တရက်ကွက်လုံးကစွန်ကြီးဝိုင်းလောင်းဖို့စောင့်နေတတ်တယ်။ဒါကြောင့်မလို့ဘက်စားတော့မယ်ဆိုရင်အဝေးကနေ spare လေးကိုတုံးပြီးတော့အရင်စစ်ကြည့်လိုက်။အကယ်၍ enemy ကကောင်တွေကခြုံထဲမှာရှိနေဆိုရင်တော့ဘက်ကခြုံထဲကိုဥတီပြီးသွားလိမ့်မယ်။မရှိရင်တော့ကိုယ့်စီကိုဥတီလာလိမ့်မယ်။ဒါဆိုရင်တော့ AC စားလို့ရပြီ။ပြီးရင်တော့ လော့ဘက်တယ်။အရှိမတာတဲ့3ညစလုံးပေးရရင်တော့ကိစ္စမရှိဘူးဆိုပေမဲ့လော့တွေပေးရရင်တော့ပြဿနာနည်းနည်းလေးရှိလာပြီ။လော့ဆိုတာအတင်းဖေးနေရင်တော့ပုံမှန်ရတယ်ဆိုလို့ရှိရင်ပြန်နိုင်ဖို့မျှော်လင့်ချက်တွေရှိသေးတယ်။ဒါကြောင့်မလို့အဲ့လိုလော့ဘက်တွေမှာဘလို့တောင်းဆိုင်မလဲဆိုတော့ပြပြပေးမယ်။အကယ်၍ enemy ဘက်မှာ stand တွေပါရဆိုလို့ရှိရင်အကောင်တွေကိုအရင်တွေးချော်တာပြီးရင်တော့ low bet တွေကိုမလာနိုင်အောင်လုပ်ထားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကကို duty ပေါက်ကန်ဒီမှာ stand တွေပေးပြီးတော့ထိန်းထားနိုင်လို့ပါဖြစ်ပါတယ်။ကိုက retribution ကိုအခုမှစဆော့တာဖြစ်တဲ့အတွက်ယုံကြည်မှုတိတ်မရှိသေးဘူးမပေါက်ချင်ဘူးဆိုရင်တော့ low အရင်မကေးဘဲနဲ့ bet တွေကိုအရင်ဆိုင်ဖို့အကြံပေးကြပါတယ်။လေကင်းရောက်ပြီးကိုကလည်း item တွေစုံနေပြီဆိုတော့ဒီ bet တွေကိုမစားတော့ဘဲနဲ့လိုအပ်နေတဲ့ matchman နဲ့မိကိုပေးကြည့်ပြီးတော့ lane control ကိုပဲဦးစားပေးသေးခြင်းနဲ့လေကင်းရောက်နေပြီဆိုရင်တော့မတေအောင်ဦးစားပေးပြီးတော့အသင်းနဲ့တူတူနေပြီးတော့စော့တင်တယ်နောက်ဆုံးတစ်ချက်ကတော့ jungle player တွေအတွက်အရေးကြီးဆုံးဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာ strong နေဖို့လိုတယ် jungle ဆော့ပြီဆိုတာနဲ့ enemy တင်းက bad တိုက်တာတွေ retreat ပေါက်လို့မရအောင်ဝိုင်းထိန်းတာတွေအပြင် retribution လဲပေါက်တာတွေကိုပါကြုံရနိုင်တဲ့အတွက်အဲ့လိုအခြေအနေတွေမျိုးတွေမှာစိတ်ကိုတည်ငြိမ်ထားပြီးတော့လှုပ်ရှားရှိတာကိုလုပ်နေဖို့လိုတယ်ကဲကျွန်တော်ပြောခဲ့ရလေအချက်လက်တွေတော်တော်လေးစုံနေပြီဆိုတော့ဒီလောက်ဆိုရင်ဘာလို့အနေနဲ့ video မကြည့်ခင်အထက်ဘူးတို့ပုံမရရှိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ video လေးဒီမှာပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်